အားလုံးမင်္ဂလာပါ SS Vision Vlog ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တို့မှာခါဝိုင်းတော့တော်မှာဖြစ်ပါတယ်အားလုံးမင်္ဂလာဖြစ်ကြပါခင်ဗျာ Let's goတော်လာပါလေ focus မပြတ်ပါဘူးခိုးပြီး Hero 11 plan နဲ့လိုက်တာပါမိုင်းတော့ကတော့ပါမယ်ကိုယ်ပဲနားစီပဲချက်ပါလေဒီနေ့ဆက်သွားရင်ခုံတိုင်းဒီစိတ်ကိုရောက်ပါလေဒီဘက်ကခုံတော်ဦးဖျားဘက်သွားရဖက်ပါစင်ကြပါလေ same အခုကဘူတရားနေပြန်ပါပါ Let's go အခုကဒီဘောဟိုတယ်ပါဒီမှာဒီမှာထိုင်တာပါဒါအနီးကဟိုလိုက်ကြတာပါမိုင်းတော့တောင်းပြန်ရောက်ပါပြီဒီဘောဆင်းတော့ပါပဲကျွန်တော်အခုပြန်ရောက်ပါပြီ။နားဒီပဲစစ်လိုက်တာတိတ်တော့နေရနေတယ်။လက်ခေါင်းမှာချက်စီအောင်။ကိုအခုက Grand Mountain ဘိုင်ချောင်ဆက်သွားမှာပါ။ Grand Mountain မှာစုံမယ်။နိုင်နေခုမနေတော့ရှိပြီ။အဲ့ဒီဆောင်းတော့ကျွန်တော်ညမအောင်ပါလေ။ဘကပိတ်ထားပါလေ။ဟိုဘက်သွားမှာ။အဲ့ကြပါ။ဟုတ်ပါပြီ။ Wow, finally, Grand Mountain Estate, and Jan El, wow, wayan lắm. Như cô má, mình ra vào đây. Không mà mũi quá rồi hả? Welcome to Grand Mountain Estate. Cái này khách ở gì nè? Anh đi chạy thì mà quay tao bằng ấy, quay tao để video để ra bằng ấy.
好像要没？哇！Beautiful scenery and beautiful mountain. Focus. Oh, forest. Sorry. 我后面多嘛了？啊，已是我已经。Let's go. Ra vào đây. Thì bên bên này thì yeah. Guys, and go. Video ka. Nagpasa, piba. See you the next video. Bye bye.